မင်္ဂလာပါဒီနေ့ကျွန်တော်ပြောချင်တာကတော့မိဘအများစုကစိတ်ဝင်စားတဲ့ကလေးရဲ့ပညာရေးလမ်းကြောင်းကြောင့်ဖြစ်ပါတယ်ကလေးရဲ့ပညာရေးလမ်းကြောင်းမှာဘယ်စာပွဲဖြေရမလဲ GED ဖြေရမှာလား GCE ဖြေရမှာလား OSSD ဖြေရမှာလားမြန်မာဆိုရစစ်တဲ့ Grade 12ကိုဖြေရမှာလားအဲ့ဒီမိဘတွေအကုန်လုံးအတွက်အဖြစ်ဖြစ်မှာဖြစ်ပါတယ်တကယ်တမ်းကျတော့ GED ပဲဖြစ်ဖြစ် GCE ပဲဖြစ်ဖြစ် OSSD ပဲဖြစ်ဖြစ်မြန်မာ Grade 12ပဲဖြစ်ဖြစ်ဘယ်စာမွေးပဲဖြစ်နိုင်ငံခြားမှာတက်လို့ရပါတယ်မင်္ဂလာပါဒီနေ့ကျွန်တော်ပြောမယ့်အကြောင်းကတော့မိဘများစိတ်ဝင်စားတဲ့မိမိကလေးတွေအတွက်အထက်တန်းကျောင်းတွဲလက်မှတ်စာမွေးမှာဘယ်စာမွေးဝင်ဖြေရမလဲဆိုတာကိုပြောမှာဖြစ်ပါတယ် GED ပဲဖြစ်ဖြစ် GCE ပဲဖြစ်ဖြစ် OSSD ပဲဖြစ်ဖြစ်မြန်မာ Grade 12ပဲဖြစ်ဖြစ်ဘယ်စာမွေးကိုပဲဖြစ်ဖြစ်နိုင်ငံခြားမှာတက်လို့ရပါတယ်မိဘအများစုရဲ့မေးနေတဲ့မေးခွန်းကတော့ GED ဖြေရင်တက်လို့ရသလား GCE OSSD ဘယ်ဟာပိုကောင်းတာတော့မြန်မာ Grade 12တဲ့ကောနိုင်ငံခြားမှာတက်လို့ရရဲ့လားအဲ့ဒီမေးခွန်းတွေမေးနေကြပါတယ်အဖြေကတော့ GED ပဲဖြစ်ဖြစ် GCE ပဲဖြစ်ဖြစ် OSSD ပဲဖြစ်ဖြစ်မြန်မာ Grade 12ပဲဖြစ်ဖြစ်ဘယ်စာမူပဲဖြစ်နိုင်ငံခြားမှာတက်လို့ရှောက်ထားနိုင်ပါတယ်ဒါပေမဲ့စမွဲမျိုးစားပုံနဲ့တင်ထားတဲ့ဘာသာရပ်တွေပုံမူတည်ပြီးတော့ရွေးချယ်လို့ရတဲ့ line တင်လို့ရတဲ့ပညာတွေကွာခြားတယ်အကြမ်းပြန်ပြောရမယ်ဆိုရင် GED မှာဘာသာရပ်၄ခုအောင်မြင်ရပါတယ် GCE မှာဘာသာရပ်၃ခုအောင်မြင်ရပါတယ် OSSD မှာ credit 30ပြည့်ဖို့လိုအပ်ပါတယ်မြန်မာ Grade 12မှာဘာသာရပ်6ခုအောင်မြင်ရပါတယ်အရေးကြီးတာကတော့မိဘတွေကဘယ်စာမူပဲဖြေကြမှာလဲဘယ်တက်ကြမှာလဲဆိုတာထက်ပိုအရေးကြီးတာကဘယ်နိုင်ငံမှာပညာသင်ရမယ်ဆိုတာကိုအရင်ဆုံးဖြတ်စဉ်းစားဖို့လိုအပ်ပါတယ်အဲ့ဒါကဘာဖြစ်လို့လဲဆိုတော့နိုင်ငံတစ်နိုင်ငံချင်းစီရဲ့တက်ဝင်ခွင့်သတ်မှတ်ချက်တွေမတူပါဘူးနိုင်ငံတစ်နိုင်ငံချင်းစီကရလာတဲ့ဘွဲ့ဒီဂရီရဲ့နိုင်ငံတကာအဆင့်မှာမတူကြပါဘူးဝဲရပြီးတဲ့အခါမှာအလုပ်ကိုင်ခွင့်လမ်းညွှန်လည်းမတူပါဘူးနိုင်ငံတကာနိုင်ငံကြီးရဲ့နေထိုင်ခွင့်ပေးတဲ့လူဝင်မှုကြီးကြပ်ရေးမူဝါဒလည်းမတူပါဘူးနိုင်ငံတကာနိုင်ငံကြီးရဲ့ကလေးတွေရဲ့အနာဂတ်ဘဝတက်လမ်းလည်းမတူကြပါဘူးဒါကြောင့်မို့လို့ဘယ်စာမွေးပဲဖြစ်မလဲဘယ်တက်မလဲဆိုတဲ့မိခွန်းတွေရဲ့မတိုင်ခင်မှာဘယ်နိုင်ငံကမိမိကလေးတွေအတွက်အကောင်းဆုံးအနာဂတ်ကိုဖန်တီးပေးနိုင်မလဲဆိုတာကိုအရင်ဆုံးစဉ်းစားပေးရမှာဖြစ်ပါတယ်အဲ့ဒီလိုကလေးတွားစာသင်မဲ့နိုင်ငံကိုရွေးချယ်ပြီးမှသာဘယ်ပညာရေးလမ်းကြောင်းနဲ့ပဲစာမွေးဖြစ်မှာလဲဘယ်တက်နဲ့ဘယ်ဘာသာရပ်တက်မှာလဲအဲ့ဒါတွေကိုဆက်လက်ရွေးချယ်ရမှာဖြစ်ပါတယ်သိနေရအောင်ဘယ်လိုရှိပါသလဲမိဘတယောက်အနေနဲ့ဘယ်စာမွေးကိုဖြေရမယ်ဆိုတာကိုအရင်ရွေးတင်တယ်လို့ထင်ပါသလားဘယ်တက်ကိုတက်တင်တယ်လို့အရင်ရွေးရမယ်လို့ထင်ပါသလားဒါမှမဟုတ်ဘယ်နိုင်ငံကိုတွားမယ်ဆိုတာကိုအရင်ရွေးတင်တယ်လို့ထင်ပါသလားဟိုဘက်မှာညှောက်ပြီးလို့ပါသင်ကလေးအတွက်ဂျာမနီနိုင်ငံပညာရေးလမ်းကြောင်းတက်ဝင်ခွင့်ရွေးချယ်မှုနဲ့အနာဂတ်အလုပ်ကိုင်တွေအကြောင်းကိုသိချင်တယ်ဆိုရင် comment မှာဒါမှမဟုတ် message မှာဆွေးနွေးနေပါတယ်ဒါမှမဟုတ်ရင် ACOT မှာမေးမြန်းစုံစမ်းနေပါတယ်ကျေးဇူးအများကြီးတင်ပါ